အားလုံးပဲမင်္ဂလာပါရှင် NN Audio ဖို့နေထွန်းအောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးဟာထူးခြားဆန်းပြတဲ့ဖြစ်ရမှန်ပရလောကဇာတ်လမ်းတွေနဲ့ရာသားဆုံးဇာတ်လမ်းတွေကိုဒီစဉ်တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်။ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေလားရှင်။ဒီစဉ်တင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးတွေကိုမလွတ်တမ်းနားဆင်နိုင်စေဖို့အတွက်လည်း notification လေးနှိပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်။ဒီကနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ပထမဆရာပွားရဲ့လို့စတင်ဖြစ်ပေါ်လာပုံနဲ့သူပထမဆုံးကြုံရတဲ့ဇာတ်လမ်းလေးဖြစ်တဲ့ပထမဆရာပွားနဲ့ဖြည့်ဆည်းမဲ့အခြေဆိုတဲ့ဆရာနေထွန်းအောင်ရဲ့ခါသားဝတ္ထုလေးပဲဖြစ်ပါတယ်။ခန်းစားနားဆင်ပေးကြပါအောင်ရှင်။ကျမချာကိုပါ။ဆရာပွားကတော့ဆရာပွားပါပဲဗျို့။သူ့ကိုဘာများထင်နေကြသလဲလို့မမေးကြနဲ့နော်။သူကဒီနာမည်ကိုလွယ်နဲ့ရလာခဲ့တာတော့မဟုတ်ဘူး။၃နှစ်၃မိုးကျွံခံပြီးမှရလာခဲ့တာဗျ။၃နှစ်၃မိုးကြီးများတောင်ဘယ်မှာတော့ကျွံခံလာတယ်ထင်လို့တော့ပြောရရင်တင်ချိုင်ကုန်းမှာဗျတင်ချိုင်ကုန်းမှာကျွံခံလာတယ်ဆိုလို့အထင်တော့မသေးလိုက်နဲ့နော်ဒါလည်းနေတဲ့တတိမဟုတ်ဘူးမလားတော်ရုံဘသူကတင်ချိုင်ကုန်းမှာနေရဲလို့လဲနော်ဆရာပွားကတော့၃နှစ်၃မိုးကြီးတောင်တင်ချိုင်မှာကျွံခံပြီးနေခဲ့ရကနေအခုလိုဆရာပွားဖြစ်လာရတာပါပဲဗျအကြောင်းကတော့ဗျလွန်ခဲ့တဲ့၃နှစ်ကျော်လောက်ကရန်ကုန်မြို့စွန်စင်ကြေဘုံရက်ကွက်တစ်ခုမှာဆရာပွားလောင်းမြင့်သူခေါ်တဲ့အများအခေါ်ကျွတ်နီဟာခိုးဆိုးလူအလုပ်တွေနဲ့လူတွေလေးတယောက်ပေါ်လေတနေ့မှာတော့ဖဲဝိုင်းမှာရန်ဖြစ်ရာကနေဓာတ်ထုံးမှုတစ်ခုဖြစ်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့ရတာပေါ့နေမျိုးလေးတစ်မျိုးကတင်းချိုင်းတစ်ခုတည်းကဇရက်တစ်ခုမှာနားမယ်ဆိုပြီးတက်လာရာကနေပထမဆရာရွှေဆိုသူနဲ့သူတော့တွေ့ခဲ့ပါတော့တယ်တကယ်တော့ဆရာရွှေဆိုသူကလည်းအထက်လမ်းမကျအောက်လမ်းမကျနေပေါင်းစုံနဲ့ဆရာတဆူပါပဲဗျာသူတို့နှစ်ယောက်ရေဆက်ပါလာတယ်လို့ပြောရမလားလေပဲဆရာရွှေကလည်းဆရာပွားဖြစ်လာမဲ့သူ့တပည့်လောင်းမောင်ကျွတ်နီကိုမြင်မြင်ချင်းကိယူနာတော့တက်သွားတဲ့တကားလာမှာတပည့်အဖြစ်သွားလီယာခေါ်သွားခဲ့တော့တာပါပဲမောင်ကျွတ်နီကလည်းရေငတ်တုံးရေရင်းနဲ့ကြဆိုသလိုပါပဲလေစားဆရာမဲ့လမ်းစိတ်ပြက်နေတော့ဆရာရွှေနဲ့လိုက်တော့ထမင်းစားဖို့မပူရတော့ဘူးပေါ့လေဒီလိုနဲ့ဆရာရွှေကလည်းသွားလီယာသူ့တပည့်ကျွတ်နီကိုခေါ်သွားပြီးသူ့ပညာအချို့ကိုလည်းသင်ကြားပေးခဲ့တာပေါ့ကျွတ်နီရဲ့နာမည်အဟောင်းတွေကိုတော့သူတခုမှမကြိုက်လို့နာမည်အသစ်ပေးခဲ့ပါတော့တယ်ဒီနာမည်ကတော့မောင်ပွားပါတယ်ဗျာဘာကြောင့်မောင်ပွားဖြစ်လာလဲဆိုတာကတော့အရှင်းကြီးပါကျွတ်နီရဲ့လမ်းမတွေမှာလက်ပွားလေးတစ်ချောင်းစီအပိုပါလာလို့ပါပဲဒီလိုနဲ့၃နှစ်လုံးဆရာရွှေတပည့်ဖြစ်လာတဲ့မောင်ပွားဆရာရွှေသွားလေသမျှမျိုးတွေမှာတပည့်အဖြစ်လိုက်ပါရင်ပညာအချို့လဲရခဲ့ပြန်ပါတော့တယ်ဆရာရွှေကအချို့မျိုးတွေမှာဆိုရင်လူအထင်ကြီးအောင်တင်ချိုင်းမှာအိတ်ဆက်ပြပါတယ်ဒီတော့ဆရာပွားလောင်းလေးလဲသူ့ဆရာအလိုကြတင်ချိုင်းမှာပဲအိတ်ရပြန်တာပေါ့ကန့်ကောင်းတာတခုကဆရာပွားလောင်းကိုကျွတ်နေဟာလဲအစကတည်းကလူဆိုးလူတွေတယောက်ဖြစ်တာမလို့ဘယ်နေရာမဆိုအတော်အသင့်နေရထိုင်ရဲလဲရှိနေတာကြောင့်ပါပဲဒီလိုနဲ့၃နှစ်၃မိုးကြော်လွန်ပြီးတဲ့နောက်မှာဆရာဘွားဟာမွေးထနေကိုတတိယပြီးဆရာရွှေကိုခွင့်မှန်ကရန်ကုန်စင်ကြေဘုံဒေသကိုပြန်လာတော့တာပေါ့ရန်ကုန်မွေးထနေမှာလူမသေးတဲ့ဓာတ်ထုံးမှုကဖြီးသွားခဲ့ပြီမဲ့ကျွတ်နီကိုလူတွေကလေးကချေတယောက်လို့ထင်နေစဲမို့ဆရာရွှေအမွေပေးလိုက်တဲ့ပညာကဇာတိရက်ကွက်ထဲမှာတော့ဘလို့မှအသုံးချလို့မရခဲ့ပါဘူးတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အထုံးကိုနှလုံးမူပြီးဆရာဘွားဟာမိမိရဲ့ရက်ကွက်နဲ့ဝေးတဲ့ရက်ကွက်တစ်ခုထဲမှာတဲသာသာအိမ်လေးတစ်လုံးကိုငှားရမ်းပြီးဟော်ကန်တက်ခါဖွင့်တော့တာပါပဲပစ္စည်းပြောင်းကျွေးတောင်းလင်းဘူးမရဲဘူးကိစ္စတွေကိုဓာတ်ရိုက်ဓာတ်စင်ပေးနေဆရာဘွားလည်းနာမည်အနှဲငယ်ရလာခဲ့ပါတော့တယ်ဒီနေ့တော့နေ့လည်ခင်းဆရာဘွားဖျားစင်ရှိမှငိုင်ကြီးနေခိုင်းပါပဲဆရာရှိလာရင်ဆရာရဲ့လှုပ်ပါအောင်ကျမအတွင်းပစ္စည်းတွေပျောက်ကုန်လို့လှုပ်ပါအောင်ဆရာရဲ့ဟင်ဟုတ်လားညီမကြီးအမလေးလေးလမ်းလိုက်တာနော်ဘယ်အတွင်းပစ္စည်းတွေကိုပြောတာလဲကွယ်ရွှေဘော့ဆရာပွားရဲ့ရွှေကိုပြောတာပေါ့ရှင်ဆရာပွားရဲ့မသိရင်ဘာကိုပြောတာများမှတ်နေတာလဲနော်အော်ဆရာကငါတပည့်မကိုခင်လို့စတာပါကွယ်စတာပါဟဲမပူပါနဲ့ညီမကြီးဆရာတက်ရိုက်ပေးမယ်ရှင်ဘာပြောတာလဲဆရာအဲလေမှားလို့ပါကွယ်ဓာတ်ကိုပြောတာပါဆရာဓာတ်ရိုက်ပေးလိုက်မယ်9ရက်အတွင်းပြန်ရစေရမယ်ကွ
ရွှေပြောက်အမျိုးသမီးကြီးပြန်သွားလို့မှမကြပါဘူးဆရာပွားလဲဒုတိယမိပြန်ငိုက်နေပြန်တော့တာပေါ့ဒါပေမဲ့သူကမြဒီနေခင်းကောင်းကောင်းငိုက်ဖို့ကံပါမလားရှာပါဘူးမကြခင်မှာပဲအိမ်ပေါ်ကိုလူငယ်တစုစုငယ်ကြံလောင်တဲ့အတန်တွေနဲ့တက်ရောက်လာကြပါပကောဗျာဟောစပွဲပေါ်မှာငုတ်တုံငိုက်နေတဲ့ဆရာပွားကမျက်လုံးကြားထဲကနေချောင်းကြည့်လိုက်တော့ဆယ်ကျော်သက်ကောင်းလေးသုံးယောက်မိမိအိမ်မော်တက်လာပြီးငိုက်နေတဲ့သူ့ကိုတွေ့တော့ခြေလက်အနှဲငယ်တန့်သွားတော့တာပေါ့ဆရာပွားခဏဟေ့ငါငိုက်နေအဲ့လေဓာတ်စီးနေတယ်ကွငိုက်နေတဲ့ဆရာပွားလေလူထင်ကြီးအောင်ခဏမျက်လုံးကိုမှေးပြီးအသာငြိမ်လို့နေပါတော့တယ်10 မိနစ်လောက်နေတော့မှအောင်မီရုတ်တရက်ဆရာပွားအတန်နဲ့ကြီးနဲ့အောင်ချင်းတန်ကြီးကိုဟစ်ကြွေးလိုက်တာကြောင့်လန့်ဖြန့်သွားတဲ့ကလေး3ယောက်နောက်ကိုစုပ်ပြေးကြပါရောဗျာမကြောက်ကြပါနဲ့ငါတပည့်တို့ဆရာကံပထန်းရှုနေတာအထက်နဲ့ပြည်ကနေအောက်ဝီစီအထိငါတက်စောအဲလေတက်ဖြန်းနေတာကွဟုတ်ကျွန်တော်တို့လည်းဒီနှစ်10ရန်အောင်မေးမလို့လေအဲ့ဒါကဆရာကအောင်ပြီဆိုတော့အေးမင်းတို့အောင်မှာငါသိနေတယ်အောင်မဲတပည့်တို့ဆရာပွားနဲ့တည်ရင်အောင်ပြီသာမှတ်ကြအားရှိလိုက်တာဆရာရဲ့အားရှိပါငါပြောတာစုံအောင်နားထောင်ကွအောင်မို့သေးကြတယ်မင်းတို့ရဲ့ညံလဲကိုငါဖွင့်ပေးမယ်ဒီတော့အားရှိရင်ပစိုးထဲမှာစာရွက်တွေဝှက်ယူသွားတာတွေလှုပ်ရှားမလို့တော့ဘူးပေါ့ကွာကြားကြလားဟုတ်ကဲ့ပါဆရာပွားရေကဲတခြားဘာအခက်အခဲတွေများရှိနေသေးလဲတပည့်တို့ဟိုလေသူဒီမှာပဲကောင်လေးနှစ်ယောက်ကအခြားကောင်လေးတယောက်ကိုလက်ညှိုးပိုင်းထိုးပြကြပါတော့တယ်ဒီလိုနဲ့လက်ညှိုးထိုးပြခံရတဲ့ကောင်လေးကလည်းဖင်တကြွဖြစ်နေပါတော့တယ်သူ့အမူအရာကိုကြည့်ပြီးဆရာပွားလဲမတင်ကားပြီးတော့ပါလေကောင်းလာတပည့်တို့လေကောင်းတော့ဆရာမကူရဲဘူးနော်ဆရာကပြုတ်တူပြဲတဲ့တွေလဲမကြည့်ဝွန်းလို့ပါလာမင်းတို့မှန်ချိုတို့ကဆရာတွေစီပဲတွားကြကွယ်ဗျာအမလေးဆရာရဲ့ကျွန်တော်ကအကောင်းကြီးပါဗျာအထင်မှားရပါပြီဆရာရဲ့မင်းဟာဖင်တကြွနဲ့ရှက်တလို့ယွန်းတလို့ဖြစ်နေတာကိုကွကဲပြောစမ်းမအောင်ဘာများဖြစ်လာကြတာလဲကွယ်ကဲရကရှင်းကောင်လေးကတော့မပြောဝင်သေးပဲရှက်နေတော့မှာပဲဒီလိုပါဆရာရဲ့သူကောင်မလေးတယောက်ကိုအရန်ကြွေနေပါတယ်ဆရာဆရာကရီးစားစာရေးပေးရမှာလားမပူပါနဲ့ကွာဆရာလက်ရေးရလဲမဟုတ်ပါဘူးဆရာရေးပေးလဲဟိုကယူမှာမဟုတ်ပါဘူးတွားပေးရင်လဲပါချခံရမှာတေးကြတယ်အဲ့ဒီတော့ဆရာဘာများကူညီရမလဲပြောကြစမ်းကွယ်သူ့ကိုလေသူ့ကိုပြရစေးလေးဆရာပွားကသဘောပေါက်သွားမိပြီးမိနေတဲ့တရေမကိုတနခါလိမ့်ခိုင်းပြီးထိုးတနခါခွာယူတဲ့နီလန်းကိုသူဆရာရွှေထံမှာမှတ်သားဘူးတော့လဲတိတ်တော့မလုံးဝင်ပြီဒါပေမဲ့နောက်တနည်းကိုသူချက်ချင်းစဉ်းစားမိသွားခဲ့ပါတော့တယ်နီလန်းတော့ရှိပေမဲ့လောက်ရအောင်မလွယ်လာဘူးကွယ်စိတ်သားလျှော့လိုက်ကြပါတော့နော်လောက်ပါဆရာရဲ့ကူညီပါဘလောက်ခက်ခဲကျွန်တော်ကိုလောက်ပေးပါဆရာရဲ့နှင်းပွင့်ဖြူကိုမှမရရင်ကျွန်တော်လေအကုန်ကြများမယ်မင်းတို့ဘက်ကလည်းတခုရအောင်ငါ့ကိုရှာပေးရမယ်ပညာပူဇော်က3 သိန်းကြမယ်ကဲဘလို့လဲရပါတယ်ဆရာရဲ့ကျွန်တော်ပေးပါမယ်နှလုံးတီဘိုးဘဲတိုင်ပိုင်ရှင်ရဲ့သားဖြစ်တဲ့ရဲကျော်သူကလည်းချက်ချင်းပဲ3 သိန်းပေးဖို့သဘောတူလိုက်ပါတော့တယ်သူကြိုက်နေတဲ့ကောင်မလေးနှင်းပွင့်ဖြူကတော့ခတ်စွာ beauty salon ပိုင်ရှင်မုတ်ဆိုးမပူနွေမတ်တီတာရဲ့တူရီတော်သမီးလေးပါပဲဆရာကမီးနေတဲ့အယိုးကောင်းခွန်ရှာထားပေးမယ်မင်းတို့ကအဲ့ဒီကောင်မလေးရဲ့အတွင်းပစ္စည်းအဲ့လေအတွင်းကန်အဝတ်တည်းရှာယူလာပေးကြပါဟုတ်ပြီလားဘလို့အတွင်းဝတ်ပစ္စည်းလဲဆရာဘရာဇီယာလောက်ဆိုရလာရင်ကောင်းတာပေါ့ကွယ်မွေးနေမှာအဲ့လေလမ်းတာပေါ့ကွယ်အစီရင်အောင်မြင်ပါပါအဲ့ဒီလိုနဲ့ဆရာပွားအိမ်မှပြန်လာကြပြီးတဲ့နောက်ရဲကျော်သူထွန်းလင်းအောင်ထတို့3 ဦးသာခေါင်းချင်းဆိုင်ကနင်းပွင့်ဖြူရဲ့အတွင်းပစ္စည်းရရှိရေးကိုကြိုးပမ်းဆောင်ရွက်နေကြပါတော့တယ်မင်းသူ့အိမ်ရှိမှာအဝေးဟောင်းနဲ့ပလတ်စတစ်ပစ္စည်းလဲတယ်လို့လိုက်អော်ကြီးပါလားဒါမှမဟုတ်ညတကောင်ချိန်လောက်အိမ်မော်တက်ပြီးဘရာဇီယာတက်ခွေရင်ရောအောင်မလေးကွာအကြံကောင်းတွေပါလားနော်ငါတော့နှင်းပွင့်ကိုမရပဲထောင်နှန်းဆန်ရတော့မလားပဲနော်ဒီမှာရဲကြီးအကြံရပြီကွာဒီလိုသူတို့တရက်ပင်မှာည
ညဆိုကလေးတွေတည့်ရသည်ခိုးခိုးခူးကြတယ်လေသူတို့မှတကြူပါပါတယ်ကွမင်းကောင်မလေးလဲပရင်းပေါက်မှာဝလုံးတက်နဲ့အဝတ်လှမ်းတတ်တယ်မလားဒီမိမနိုင်ကလေးတွေကိုပတ်စံပေးပြီးခိုးခိုင်းလိုက်ရင်ဟာ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 တော်လိုက်တယ်ငါတငယ်ချင်းကွာဒီလိုနဲ့ရဲတယောက်အောင်ထက်ကိုတပြုတ်ပြုတ်နဲ့နမ်းလိုက်မိပါတယ်စိတ်ထိန်မှတားရဲ့မမီရှက်လို့ပါဟဲ့ကောင်တတိထားစိတ်ထိန်မှကွာပစ္စည်းကတော့အင်အားမသေးဘူးကွနဲတာကြီးမဟုတ်ဘူးဗျာဆရာဩဒီလိုကွဒီပရိယာဆရာကိုကြည့်ပြီးဆရာအာယုံခံလိုက်တော့ဒီကလေးမရဲ့တမာရီအင်အားကိုမြင်လာတယ်လေအဲ့ဒါပြောတာပါကွာဩဟုတ်ကဲ့ဆရာဟေ့ကောင်ရဲကြသူဆရာပြောလေပြောချင်ဆရာပါမင်းကောင်မလေးကအဲ့လောက်တောင်ကြီးလားမနောက်ကြပါနဲ့ကွာငါလည်းမြင်ဘူးတာမှမဟုတ်တာပဲကဲပါတပည့်တို့ကြီးဒီဟာကြီးကိုကြိုက်စားအဲ့လေစိတ်ထားရမှာကဆေးဖျောင်းနိုင်တဲ့ဆရာစုပ်မယ်ဗျာဆရာဩဆေးဖျောင်းနိုင်တဲ့ဆရာဂါထာစုပ်ပေးမယ်လို့ဟုတ်ကဲ့သိပါပြီဆရာရဲ့အေးဆရာကဒီရိုးကောင်းကုံကိုဗရာစီယာပတ်ပြီးငယ်ထိတ်မှာဆေးဖျောင်းနိုင်ထုံးပြီးညှို့လိုက်မယ်မင်းကကောင်မလေးအိမ်ရှိသွားပြီးအချစ်ကလေးလားမင်းလိုက်ခဲလို့တွားပြောကြည့်ကြားလားဗျာဆရာအခုလားဆရာအေးဒီဘီယိုစီဖျောင်းနိုင်ကအဲ့လေဆေးဖျောင်းနိုင်ကအချိန်တနာရီရတယ်အဲ့ဒီအချိန်တွင်းမှာမင်းခိုးပဲပြေးပြေးရုပ်ရှင်ပဲပြမင်းသဘောပဲကွာဟုတ်ပါပြီဆရာရေလာတရင်တို့သူတို့ခေါ်မသွားရဘူးမင်းတယောက်တည်းလောက်ရမှာဗျာအေးမပြာနဲ့တွားငါတပည့်ကြီးမင်းတယောက်တည်းသွားပြီးတော့ဟုတ်ကဲ့ပါဆရာရေဟုတ်အချိန်ကညနေခင်းလေးပင်ဖြစ်ပါတယ်သပင်ဖြောင်းသူတွေပြန်သွားပြီးဖြစ်တာမလို့နှင်းပွင့်ဖြူမိခင်ဖြစ်တဲ့ဒေါ်ဒီရာတယောက်ဆိုင်ရှိဆိုဖာကုံပေါ်မှာထိုင်နေရင်အိမ်ရှိလမ်းသွားလမ်းလာများကိုငေးကြည့်နေရင်အနှဲငယ်အိမ်ငိုက်ရှင်လာနေပါတယ်။ဘာမှမဟုတ်ပဲသူမငေးကြည့်နေစဉ်ရေကျော်သူကလည်းအိမ်ရှိကိုရောင်ချဖြင့်ရောက်ရှိလာနေပါတော့တယ်။သူအိမ်ထဲကိုလှမ်းကြည့်နေရင်ခြေပြားလက်ဖြားများကလည်းချွေစည်းများပြင်ပြီးအေးဆက်နေပါတော့တယ်။ဒူးနှလုံးကလည်းတဆက်ရိုက်ပြီးခြေလမ်းတိုင်းမညီမညာဒီရိုင်ပင်ဖြစ်နေပါတော့တယ်။သူအိမ်ထဲကိုလှမ်းကြည့်လိုက်တော့ဒေါ်တီယာရဲ့မျက်နှာကြီးဟာခုနှစ်ခေါက်ကျိုးအမူအရာဖြင့်သူ့ကိုလှမ်းကြည့်နေပါတော့တယ်။ဖေဟာငါနဲ့ဘွားတော်နဲ့မှတဲ့လာတိုးနေပါလားနော်။အခုမှတော့မတတ်နိုင်တော့ပြီ။ဆေးဖျောင်းနိုင်နဲ့ဆရာဘွားကလည်းဂါထာစုပ်နေလောက်ပြီ။ရဲကျော်သူကဒူးတုံနေရမှအာတင်လာရင်သူ့ကိုဝါစားတော့မတက်ပြုတ်ကြည့်နေတဲ့ဒေါ်တီတာကိုမရဲတရဲအာတင်ကြည့်နေရင်နှင်းပွင့်ဖြူကြားစီရန်အတန်မြင့်အော်ဟစ်လိုက်ပါတော့တယ်အချစ်လေးလာမင်းလိုက်ခဲ့သူ့အတန်ကတဆက်တုံခါနေပါတော့တယ်ဒါပေမဲ့ကြောက်ကန်ပြီးကျဲလောင်စွာတော့ထွက်ပေါ်လာခဲ့ပါတော့တယ်ဒေါသတကြီးဖြစ်နေတဲ့ဒေါ်တီတာကအနည်းရှိတစုံတရာနဲ့ပြစ်ပေါင်ရင်ကြံရွယ်နေပြီးမှသူမမျက်နှာကတဖြည်းဖြည်းတိမ်ကင်းစင်တဲ့လပမှာဝင်းလက်ပြုံးရွှင်လာနေပါတော့တယ်သူ့ကိုလည်းရွှွန်ဆာပြုံးပြပြီးမျက်တောင်မခတ်တန်းကြည့်ရှုနေပါတော့တယ်ထိုပြုံးရဲ့နောက်ွယ်မှာဘလောက်ကြီးမားတဲ့ပေါက်ကွဲမှုကိုသူမြင်ရလိမ့်မလဲတွေးရင်တုံလုတ်ခြောက်ချနေတဲ့ရဲကျော်သူကကြောက်နဲ့ထမ်းမှန်ရေရွလိုက်ပြန်ပါတယ်အချစ်လေးလာလေကွာမင်းလိုက်လာခဲ့လိုက်ခဲ့မှာပေါ့မောင်ရဲ့မောင်ခေါ်ရင်မလိုက်ခဲ့မှာပေါ့မောင်ကတိတ်ချစ်ဖို့ကောင်းတာပဲသိလားဗျာတားလေအန်ဒီကိုပြောတာမဟုတ်ဘူးအိုးအခုမှတော့ရှက်မနေပါနဲ့တော့မောင်ရဲ့အချစ်တွေကိုမနားလဲပါတယ်ကွယ်ဗျာမကုန်ပြီအမလေးလောက်ကြပါအောင်မြထို့စဉ်အိမ်တွင်းမှာမိခင်ရဲ့အတန်ကြားလိုက်ရတာကြောင့်နေမွေဖြူကအိမ်တွင်းမှပြေးထွက်လာပါတော့တယ်အခုတော့သူမမိခင်ကသူမတို့ကြည့်မရတဲ့ဆုံးသူမကိုကြိတ်ပိုးနေတဲ့ရဲကျော်သူကိုကြည့်ပြီးမောင်ချစ်တယ်မောင်ရဲ့ဟုတစားစားအော်ဟစ်ရင်းကြွေးကြော်နေပါတော့တယ်အမလီမေရဲ့ဘာတွေပြောနေရတာလဲနော်သမီးရှက်လိုက်တာမေရဲ့နင်းပွင့်ဖြူကအဆက်ကြီးစွာခံစားရပြီးအိမ်ထဲကိုမျက်နှာကိုလက်ဝါးနဲ့အုံရင်းပြေးဝင်သွားပါတော့တယ်စိတ်မကောင်းကြီးစွာခံစားနေရတဲ့ရဲကျော်သူကလည်းအခုတော့ဘာမှမတတ်နိုင်တော့ပဲအိမ်ရှိမှတချို့တည်းထွက်ပြေးပါလေတော့တယ်မောင်ကြီးမကိုချစ်တယ်မလားဟင်းမအမလီအန်တီမကုန်ပြီဗျ
ဒီလိုနဲ့ပဲသူကဆရာပွားအိမ်ရှိကိုပင်ဖက်နှက်မပါပဲပြေးရင်ရောက်ရှိလာနေပြီလေဖြစ်ပါတယ်ကြည်စမ်းငါအစီရင်ဘလောက်စွမ်းတယ်လဲဆိုတာကောင်မလေးချစ်စိတ်တွေကြွနေလို့မင်းတို့ကောင်ကြီးထွက်ပြေးနေရပြီကွာဗျာဘေးကသာဆရာပွားရေအဲ့ဒါဘွားတော်ကြီးဗျဘွားတော်ကြီးသူ့နောက်ကလိုက်လာနေတာအမလေးဒုက္ခပါပဲဆရာပွားရေအင်းအစတကထင်တော့ထင်သားကွာဗရာစီယာစိုက်ကြီးလွန်ပါတယ်လို့ငါပြောပါသေးတယ်ကွာအခုတော့အမေနဲ့သမီးမှားပါဘကောအခုဘယ်လိုလုပ်မလဲဆရာပွားကြီးအေးအခုမှတော့ငါလည်းဘလို့မှမတတ်နိုင်တော့ဘူးဆွေးစမ်းပြရုံအစပဲရှိသေးတာငါတော့ပြေးပြီကွာပြောဆိုဆရာပွားလည်းအိမ်နောက်ဖေးပေါက်ကိုခုံချပြီးစင်ပြေပါလေတော့တယ်နေပါအောင်ဆရာပွားရဲ့ကျွန်တော်တို့စောင့်ပါအောင်မြထုံးလင်းနဲ့အောင်ထက်တို့လည်းဆရာပွားနောက်ကိုတဖွားမှမခွာပဲလိုက်ပြေးကြကုန်ပါလေတော့တယ်နေကြပါအောင်တန်ရင်တို့ဆရာကြီးကျွန်တော်စောင့်ပါအောင်ဘွားတော်ကြီးလိုက်လာနေပြီဗျအိမ်မော်တက်ပြေးလာနေတဲ့ရဲကျော်သူလည်းအိမ်နောက်ဖေးပေါက်မှာဆရာပွားတို့စင်ပြေရာမိလာခံများပေါ်ပါလိုက်ပြေးနေရပြီလေဖြစ်ပါတော့တယ်ဘွားတော်ဒေါ်ဒီကလည်းသူ့လိုပင်အိမ်နောက်ဖေးပေါက်ဝမှာလွှားကနေခုံချလိုက်ပြီးလိုက်လာနေပါတော့တယ်ဟဲမောင်ကြီးအိုးမောင်ကြီးအများကြီးပါလားနော်ဒီနေ့ခုံလိုက်တာမောင်တို့ကြီးအနော်မပေါင်းလေအမကြီးအနော်ကကိုအဲ့လေဆရာပွားပါဗျတေချင်းစိုးလေးတွေပရာစီယာတောင်မှန်ရှားမလောက်မตาလေးတွေတပည့်တို့ကဲပါအောင်ဆရာပွားဖြည့်သေးလေးလောက်ပါအောင်ဖြည့်သေးတော့ငါလည်းမသိဘူးငါဘာသာတော့ငါမကဲနိုင်တော့ပြေးကြပြီတော့တပည့်တို့ထိုနေ့ညနေခင်းလေးတွင်ပေါ့ဆရာပွားနဲ့တပည့်၃ယောက်ကပြေးအောက်လန်းဖြင့်စိတ်ညှို့ခံထားရတဲ့ဒေါ်ဒီကလိုက်နဲ့လွန်စွာစီကားနေပါလေတော့တယ်ပထမဆရာပွားနဲ့ဖြည့်စည်းမဲ့အခြေဆိုတဲ့ဇလန်းလေးဒီမှာတင်ပြီးဆုံးပါပြီကြည်နဲ့နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်ရှင်နေ့စဉ်တခြားစိတ်ဝင်စားဖွယ်ဇလန်းကောင်းများကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သားပေးဖို့တောင်းဆိုပါရစေလားရှင်နေ့စဉ်တင်ဆက်ပေးနေတဲ့ဇလန်းလေးတွေကိုမလွတ်တမ်းနားဆင်နိုင်စေဖို့အတွက်လည်း notification ဘဲလေးနှိပ်သွားဖို့မမေ့ကြပါနဲ့ဦးနော်တနေ့တာမောများပြေပြောက်ပြီးအေဂျင့်စွာအိတ်ဆက်အနားယူနိုင်ကြပါစေလို့ကျမချားဖို့ဆန္ဒပြုရင်းနှုတ်ဆက်လိုက်ပါရစေလားရှင်